Okay ဒီအဆင့်မှာတော့ဒီလို wireless portable printer လေးနဲ့ဒီ software နဲ့ချိတ်ဆက်ပြီးတော့ဘယ်လိုပြေစာထုတ်ရမလဲဆိုတာကိုရှင်းပြပေးပါမယ်။အရင်ဆုံးပြေစာမထုတ်ခင်ကျွန်တော်ကဒီ software setting ထဲမှာsetting လေးအနည်းငယ်ပြောင်းပေးဖို့လိုတယ်ပေါ့နော်။ဘယ်လိုပြောင်းရမလဲဆိုတော့ကျွန်တော်ဒီ setting ကိုနှိပ်လိုက်မယ်။ပြီးတော့တာနဲ့ကျွန်တော်ဒီအောက်မှာဒီပြေစာချိန်ညှိရန်ပေါ့နော်။ပြေစာချိန်ညှိရန်ကိုနှိပ်လိုက်မယ်။ပြီးရင်ဒီ printer အကျယ်ပေါ့နော်ဒါစက်ကူရဲ့အနံကိုဒီနားမှာထည့်ပေးရမယ်ဒါမတီးဘူးဆိုလဲကျွန်တော်ရှာပြမယ်ပြီးရင်ဒီ sign အချက်လက်တွေကိုဒီမှာရေးမယ်ပြီးရင်ဒီကိုရေးခြင်းတဲ့အောက်ခြေစာသားတွေကိုရေးပြီးတော့ဒီ save setting လေးကိုနှိပ်လိုက်ပါတော့ဒီ printer အကျယ်ပေါ့နော်ဒီစက်ကူအနံမီလီမီတာကိုမရှာတတ်ဘူးဆိုရင်ကျွန်တော်ဒီလိုဆက်ရဲ့နောက်ခြေမှာပေါ့နော်ဒီအောက်ခြေမှာရှိရဲ့ဒီမှာ print width ပေါ့နော်တွေ့ရprint width က48 mm ဆိုပြီးတော့ပြနေတယ်ဒါဆိုရင်ကျွန်တော်ကဒီ setting မှာလဲကျွန်တော်က48 mm ကိုရွေးပေးရမယ်ပေါ့နော်ထားပေးရမယ်အကယ်၍58 mm ဆို58ပြောင်းပေးရမယ်ဒါ80နဲ့ဒါမှမဟုတ်80ဆိုလဲဒီမှာပြောင်းပြီးတော့ဒီအောက်က save setting လေးကိုနှိပ်လိုက်အောင်ပေါ့နော်ဟုတ်ပါပြီဒါဆိုရင်ဘယ်လိုချိတ်ဆက်ရမလဲဆိုတာကိုရှင်းပြပေးပါမယ်ဒီလို printer တွေကဒါတစ်ခါတလေကြာရင် password တွေပါတတ်တယ်နော်ဒါဆိုရင် password ဘယ်လိုကြည့်ရမလဲဆိုရင်လောလောဆယ်တော့ဒါဆက်ပိတ်ထားပါဘောနော်ဆက်ပိတ်ထားတဲ့အနေထားမှာဒီ feeder ပေါ့နော်ဒီ feeder လေးကိုဒါစာရွက်ကိုဆွဲထုတ်တဲ့ခလုတ်လေးပေါ့နော်ဒီကောင်လေးကိုဖိထားမယ်ဖိထားပြီးဒီကျွန်တော်ဒီ power button ကိုနှိပ်လိုက်မယ်ပေါ့နော် okay ဒါဆိုရင်သူနဲ့ဆိုင်တဲ့ information တွေဒါပြပြီးเนาะပြပြီးပေါ့နော်ကြည့်လိုက်မယ်ဒီမှာ password ဘယ်မှာကြည့်လို့ရလဲဆိုတော့ဒီမှာနော် password ဘယ်မှာကြည့်လို့ရလဲဆိုတော့ဒီ pin ဆိုပြီးတော့ဒါ3ညာ၄လုံးပေါ့နော်ဒါဆိုရင်သူ့ရဲ့ password ကိုရသွားပြီပေါ့နော် okay ဒါသူ့ရဲ့အမည်ကဒီ MTB ဒီကောင်လေးပေါ့နော်ဟုတ်ပါပြီဒါဆိုရင် software နဲ့ဘယ်လိုချိန်ရမလဲဆိုတာကိုရှင်းပြပေးပါမယ် okay ဒါဆိုရင်ဒါဖွင့်လျက်တာပေါ့နော်ပြီးတော့ကျွန်တော်ဒီ tablet or phone မှာရှိရဲ့ဒါ Bluetooth ရဲ့ဝင်လိုက်မယ်နော် Bluetooth ရဲ့ဝင်လိုက်မယ်ဟုတ်ပြီဒီမှာဟုတ်ပါပြီဒီမှာတစ်ခါတည်းသူ့ရဲ့အမည်လေးပေါ့နော်တစ်ခါတည်းပေါ်နေပါပြီဒီမှာပါကျွန်တော်နှိပ်ပြီးတော့ချိန်လိုက်ပါမယ် okay ဒါဆိုရင်ဒါပင်တောင်းနေပေါ့နော်ဒါဆိုရင်ခုနကကျွန်တော်ကြည့်ထားတဲ့လုံးညာ၄လုံးကိုနှိပ်ထည့်လိုက်မယ် okay ဒါဆိုရင်တော့ချိတ်ဆက်ပြီးသွားပြီဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော် software ထဲမှာပြေစာဘယ်လိုထုတ်ရမလဲဆိုတာပြပေးမယ် okay ဒါဆိုရင်ကျွန်တော်ဈေးရောင်းလိုက်မယ်ပေါ့နော်ရောင်းလိုက်မယ်ဒါလေးကိုလည်းအလွယ်ပဲထားလိုက်မယ်ရောင်းလိုက်မယ် okay ဒါကတော့ကျွန်တော်ချိတ်ပြီးသားဆိုတော့ဒီမှာတစ်ခါတန်းပြနေပြီကိုကမချိတ်ရသေးဆိုရင်ကိစ္စမရှိဘူးကျွန်တော် disconnect ပြန်လုပ်လိုက်ပြီးတော့ရင်ဒီ disconnect တက်ဖြစ်နေတဲ့အကောင်လေးပေါ့နော်အကောင်လေးတစ်ချက်နှိပ်မယ် okay တူရှားနေပြီ okay ဒါဆိုရင်ဒါကျွန်တော်တို့ရဲ့ bluetooth ပေါ့နော်ဒါခုနချိတ်ထားတဲ့ bluetooth သူ့ရဲ့အမည်လေးကိုနှိပ်လိုက်မယ် okay ဒါဆိုရင်တော့ဒါချိတ်ပြီးတော့ပြီပေါ့နော်ဒီအောက်ချင်းမှာလည်းကောင်ချထုတ်နေဆိုတာပေါ်နေပြီဒီကောင်ကတော့သူ့ရဲ့ battery percentage ပေါ့နော်ပြထားတယ်ဒီမှာလည်းမီလီကအပြာလေးဖြစ်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ထုတ်လိုက်မယ်ဆိုရင်လွယ်ပါတယ်ဒီပေါင်ချထုတ်မျိုးနှိပ်လိုက်မှာလေโอเคဒါဆိုရင်ဒါပေါင်ချထုတ်လို့ပြီးသွားပြီပေါ့နော်ဒါတစ်ခါချိတ်ထားတယ်ဒီကောင်ကတူအောင်တူ setting မှတ်ထားတာပေါ့နော်ဥပမာကျွန်တော်ပြမယ်ခုပြန်ရောင်းလိုက်မယ်โอเคဒါဆိုရင်ချိန်ပြီးရပါတော့ကိုက print ထုတ်လိုက်အောင်ပါပဲဟုတ်ပါပြီprint ထုတ်တာတော့ဒါပြေစာထုတ်တာတော့ဒီလောက်ပါပဲခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်နားမလည်တာရှိရင်တိုက်ရိုက်ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်